နိုင်လောက်ပဲစီးရတယ်ကော်ဖီရေးကြက်ဥရဲ့သူလို့ရှိမှအရသာဆိုးရအောင်ဆိုဟန်နိုင်ရောက်တော့ရန်ကုန်ပြန်ရောက်သွားသူလိုမခံစားရငါအေးအေးစစ်စစ်လေးပဲအဲ့လိုထိုင်နေကြတာကွာသိလားတရက်လောက်ပဲနေလို့နေနိုင်မှာဟုတ်တယ်ငါလည်းအကြိုက်ရတယ်တစ်ရက်အနည်းဆုံးပါနှစ်ရက်အများဆုံးပါအခုကစာပါကနေပြန်မလို့ကားပေါ်မှာပေါ့နော်အခုရှုခင်းကတော့စာပါမျိုးရဲ့ရှုခင်းဖြစ်ပါတယ်လူစုလာအောင်ပါဆိုင် extrovert ဆိုင်ကဘတ်စကားလိုင်းပေါ့နော်သူကစာပါတူဟန်နွိုင်းကိုပြေးဆဲတဲ့ဘတ်စကားလိုင်းမှာအဲ့ဒါနဲ့အေဒိုပြန်မှာပေါ့နော်သူကဆိုလို့ရှိရင်ဟိုတယ်ကိုဒီဟန်နွိုင်းကနေပြီးတော့ညဘက်ကားတွေလည်းရှိတယ်မနက်ဘက်ကားတွေလည်းရှိတယ်ပေါ့နော်ဟန်နွိုင်းကနေစာပါကိုလာတော့ဆိုလို့ရှိရင်ညဘက်ကိုအိတ်ကျော်လာတာပေါ့နော်6နိုင်လောက်ပဲစီးရတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဟိုတယ်ကိုဟန်နွိုင်းဆိုမျိုးသေးကိုလိုက်ကြိုပေးတယ်စာပါကိုလည်းမျိုးသေးကိုပဲဟိုတယ်ကိုလိုက်ကြိုပေးတယ်ပေါ့နော်ဒီလိုကားလေးတွေနဲ့လိုက်ကြိုပေးပါတယ်ဒါကတော့သူ့ရဲ့ဘတ်စကားဂိတ်ပေါ့နော်ဘတ်စကားဂိတ်မှာ check in လုပ်ပါတယ် check in လုပ်ပြီးတော့မှဒီမှာအခုတော့ထိုင်ဆောင်နေတော့ပေါ့နော်ဒါကတော့မုတ်ဒီပါတွေရှိတယ်မုတ်ဒီပါတွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လက်ဆောင်ပစ္စည်းဆိုင်ပါတွေလည်းရောင်းတယ်ပေါ့နော်အစီအထိုင်ကုန်လေးတွေလည်းပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှင်ထိုင်နာလို့ရတဲ့နေရာလေးတွေရှိတယ်ဒါကတော့ဟိုစာကော်ဖီပေါ့နော်ကော်ဖီရေးကြက်ဥရဲ့သူလို့ရှိမှကြက်ဥစားရတယ်ပေါ့နော် sausage ပေါ့နော် sausage Thank you. 250k ဆိုတော့ဘယ်လောက်လဲဒါအမေကြောက်ကို 250k 250k 2သိန်းခွဲအရသာဆိုးရအောင်ဆိုနည်းနည်းချိုတူတူနဲ့သူကကားပေါ်တက်တဲ့အချိန်မှာအိတ်ကျွလေးတွေပေးတော့ပေါ့နော်ဖက်နက်တွေကိုထည့်ပြီးတော့တခါတည်းကိုနေရာကိုယူသွားရတယ်ပေါ့နော်ဒီနေ့ကတော့မနက်ကားပေါ်မနက်ကားစီးတယ်ဆိုတဲ့အတွက်ကြောင့်မနေ့လည်စာမရှိတော့ဖမ်းမိဝင်လာပြီးတော့ကားပေါ်မှာစားတာပါအဲ့ဒီကားဆိုအဆင်ပြေတယ်ဒီမှာအပေါ်ဟာပေါ်မြင်ကွင်းနော်တော့ကားပေါ်မှာကားစီးပြီးတော့ရှုခင်းလေးကိုကြည့်တောင်ပေါ်မှာမှပြီးတော့ရှုခင်းလေးကြည့်ရတဲ့အရာဒါမှလည်းဒီမှာလေး Sorryကားပေါ်ကနေပြီးတော့ဆင်းဖို့လို့အတွက်စောင့်နေတာပေါ့နော်ပြီးတော့ဖနက်ကယူစရာမလိုသူတို့ဖနက်ဘုံပေးထားတယ်ပေါ့နော်ဖနက်ဘုံမှာကိုကြိုက်တဲ့ဟာကိုရွေးပြီးတော့စီးသွားရုံပဲပေါ့နော်ယာယီစီးဖို့ဖနက်
ဒါနှစ်လေသမင်းစားတစ်ထောင်နာတာပါအဲ့တော့တစ်ထောင်ရန်နာတဲ့စကားမှာပေါ့တစ်ထောင်ရန်နာတဲ့စကားမှာဒါကတတိယတစ်ခါရန်နာတာဟောဒုတိယတစ်ခါရန်နာတာဟောတော့17 ခွဲကနေပြီးတော့ဆေးလာတာငါ6နိုင်ထိုးကန်ပြီပေါ့နော်အခုတော့ဟန်နွမ်းမြို့ထဲကိုရောက်ပါပြီကိုကတော့ဟန်နွမ်းမြို့ထဲကိုရောက်ပြီပေါ့နော်သူတို့ဟိုတယ်မိုက်ပို့ပြရဆိုတော့ဟန်နွမ်းမြို့ထဲမှာပေါ့နော်Rồi nó có nằm trên xe. ဟန်နွမ်းရောက်တော့ရန်ကုန်ပြန်ရောက်သွားသူလိုမခံစားရ Ừ. အခုဘတ်ကြီးပွားနေပြီးတော့ဆင်းပြီးတော့ဘတ်ကားအသေးလေးနဲ့လာခေါ်တယ်ပေါ့နော်ဟိုတယ်ကိုလိုက်ပို့တယ်ဟိုတယ်မှာအထုပ်တွေထားပြီးတော့မှအခုအပြင်ပြန်ထွက်ဖို့လုပ်မယ်ပေါ့နော်အခုကတော့ညစာစားဖို့လို့အတွက်ဆိုင်လိုက်ရှာနေတယ်ပေါ့နော်ဆိုင်လိုက်ရှာနေတယ်ပြီးတော့ဒီဆိုင်မှာလူတွေအရင်များတယ်ပေါ့နော်အဲ့တော့ဒီဆိုင်ကိုပဲစားကြည့်ကြရအောင်ခေါက်ဆွေးနဲ့အသားနဲ့ပေါ့နော်အဲ့ဒါသူတို့စားတာများတော့အဲ့ဒါမှားထားတယ်ပြီးတော့ကြတော့ရန်ကုန်ရောက်သွားတော့မင်းတို့ပူစီနန်နေနဲ့ပဲပြီးတော့လေတခြားအရွက်တွေနဲ့ခံပေးဟာ ကိုထင်တာပုံမှန်အဲ့လိုအစုံပဲဖြစ်နေတယ်။ပူစီနာဟိုမှာပဲပူစီနာပေးရဖြစ်လို့တချို့ဆိုင်ဟိုမှာတော့မှတချို့ဆိုင်နေဒီတိုင်းပေးတယ်ဆိုတော့ကိုဆိုင်ဒီဇိုင်းပဲပူစီနာပေးတယ် ကြာကွယ်မာယာ